ကျောင်းကသေးသွားပြီရေသက်ချပြီတော့ဆွန်းတော့ပြီးသွားပြီဒါမဲ့သူတို့ဒီကျောင်းကိုမမြုပ်ရဲဘူးဖြစ်နေတယ်ဒီဆရာလေးတွေကမမြုပ်ရဲတော့ရွာတွေကခလေးတွေကိုတယောက်900စီပေးပြီးတော့အမြုပ်ခိုင်းတယ်ခလေး2ယောက်1000ပေါ့တယောက်900တော့အဲ့ဒီခလေး2ယောက်ကလည်းကျောင်းကိုသွားမြုပ်တဲ့အခါမှာရိုးရိုးတန်းတန်းမြုပ်တာမဟုတ်ဘူးသူတို့ကလည်းဒီလူတွေနှင်းညိုသလိုရှေ့ကတယောက်နောက်ကတယောက်ထမ်းပြီးတော့အဲ့ဒီကြောင်တည်သွားလို့ဆိုပြီးတော့သူတို့ကငိုချင်းနေချပြီးတော့မြုပ်ကြတာယောဂီတွေကိုဖိုးတော့သွားပြီလားဗျာကျုပ်တို့ထားခဲ့ပြီလားဗျာဆိုပြီးတော့ကျောင်းနာမည်ကဖိုးတော့လို့ခေါ်တယ်သူကဒီနွားနိုးတွေတောက်တယ်ကိုဖိုးတော့ခမရသွားပြီလားဗျာကျုပ်တို့ထားခဲ့ပြီလားဗျာဆိုအဲ့ဒါမြေကြီးလေးနဲ့တူးမြုပ်ပြီးတော့လမ်းသူပန်းကွေလေးတွေနဲ့သူကနဘေးကနေပန်းကွေကြီးတစ်ခုထားဒီတိုင်လေးတစ်ခုစိုက်ပြီးတော့ဖိုးတော့26ပွဲလုံးဆိုပြီးတော့အဲ့လိုရေးထားတယ်ရေးထားတော့ဆရာလေးတွေကနောက်ရတော့တပြည့်စီလဲတော့အဲ့ဒါသွားတွေ့တယ်ဩဒီမှာဖိုးတော့မြုပ်ထားတာပဲလွမ်းသူပန်းကွေလေးနဲ့အဲ့ဒါငိုကြပြန်ရောအဲ့ဒီနားလေးကိုထိုင်ပြီးတော့နားလည်းပြီနော်ယောဂီတို့ငိုပြီးတော့အဲ့ဒီနေရာလေးကိုတော့သမင်းလေးတွေသွားကျွေးကြသေးတယ်ဒီသေးတဲ့ကြောင်ကထစားနေပါမလားယောဂီတို့ရဲ့မစားနိုင်ဘူးအဲ့ဒါဦးဖျားဖျားတော့ဒါဘုန်းကြီးဆွမ်းမကရသေးဘူးသွားအဲ့ဒီကြောင်လေးကိုအရင်သွားကတ်အဲ့လိုသဘောပေါက်လားမသိယောဂီတို့အဲ့တော့ယုတ်ပရမတ္ထနံပရမတ္ထမမြင်ရဲ့ဒီတိရစ္ဆာန်တွေလဲစွဲလန်းတတ်တယ်ဒါလို့မဟုတ်လားဒီသားသမီးလိုစွဲလန်းပြီးတော့ဒီတိရစ္ဆာန်တွေပေါ်မှာမိမိတို့ကတန်းတဲ့စိတ်တွေနေတိုင်းဖြစ်တတ်တယ်အဲ့တော့အဲ့ဒီစိတ်တွေနဲ့သေသွားဘယ်ရောက်မလဲယောဂီတို့ဘယ်လေးပုံနားလည်းပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးဦးဇင်းဒီရန်ကင်းတိုက်တန်းရကတရားဟောလာပင်တယ်ဟိုဆယ်တော်တပည့်တော်သားလေးဆုံးသွားလို့အမြတ်တမ်းပေးဝေတပိတ်တုတ်ချင်လို့ပါဖေဟာကြွပါဆိုတော့ကျုပ်ကလည်းသူတို့သားဆိုတော့တကယ်သူတို့သားမှတ်လို့လိုက်သွားမိတယ်လိုက်သွားတော့ဟိုရောက်တော့ဒီဩဃာတကရောကျိုးဆိုကန်ဒီမှာကြောင်နေရှေ့ချလာထားတာတွေ့ရတယ်ဒီကတော့သားလေးဗျာလွန်ခဲ့တဲ့နေ့ကကွယ်လွန်သွားလို့အဲ့ဒါဒီနေ့တပိတ်တော့ပြီးတော့အမြတ်တမ်းပေးဝေဖို့ပါဗျာလို့ရှောက်ကျုပ်ကဒီကြောင်သေးတဲ့တရားလည်းတခါမှမဟောဘူးဘလို့မြန်ဟောရပါလိမ့်မလဲပေါ့ဒီဩဃာတဆိုလေးကျုပ်ကချွေးပြန်လေးအဲ့လိုဖြစ်လာတယ်ချွေးတွေပြန်လာတယ်ဩဃာတဆိုလေးဒီကြောင်သေးကိုငါဘလို့မြန်ဟောရပါလိမ့်မလဲအဲ့ဒီဦးဇင်းတို့ငယ်တော့ကကြီးသေးလေးတာဆယ်တော်ဘုရားကြီးရေးထားတဲ့စာအုပ်ကိုဦးဇင်းကဖတ်ပူးတယ်မုံရမှာဦးဇင်းတို့ဟိုအမျိုးသမီးတယောက်ကတိရိမာဆိုတဲ့အမျိုးသမီးတယောက်ကအဲ့ဒီဆယ်တော်ဘုရားကြီးကိုမေးလျှောက်ထားတဲ့မေးခွန်းလေးဖတ်ဖူးတယ်တရိစ္ဆာန်နေသေလို့ရှိရင်သွန်းတော့ကောင်းမတော့ကောင်းအဲ့ဒါဆယ်တော်ဖြေကြပါလို့လျှောက်တော့ကြီးသေးလေးတဲ့ဆယ်တော်ဘုရားကြီးကဒီဂတိ5ပါးနဲ့ရှင်းပြတယ်တရိစ္ဆာန်နေသေတဲ့ခါတဲ့တချို့တရိစ္ဆာန်တွေဟာဒီတရားဓမ္မကိုနှလုံးသွင်းပြီးတော့သေသွားတဲ့ခါနတ်ပြည်ရောက်သွားတယ်ဖာနတ်သားတို့ဘာလို့ကြားဘူးလားယောဂီတို့မြတ်စွာဘုရားတရားတော်ကိုနာရင်းနဲ့သေသွားတဲ့ခါနွားကြောင်းသားကသူ့ကြောကုန်းကိုဒုံနဲ့ထောက်တော့အဲ့ဒီဒဏ်ရာကြောင့်တရားနာရင်းနဲ့သေသွားတော့ဖာနတ်သားသွားဖြစ်တယ်လို့မလားယောဂီတို့တိရစ္ဆာန်သိရင်နတ်ပြည်လည်းရောက်နိုင်တယ်ပေါ့တခါတိရစ္ဆာန်သိရင်လူပြည်လည်းလူမဖြစ်နိုင်ဘူးလားလွန်ခဲ့တဲ့နေ့ကဦးဇင်းတို့ပြောခဲ့တယ်သင်ဘဝကနေပြီးတော့လူဘဝရောက်လာတဲ့အကြောင်းနော်ဟုတ်လားအဲ့တော့တိရစ္ဆာန်ဘဝကနေပြီးတော့လူဘဝလည်းဖြစ်နိုင်တယ်မနုဿခတိပေါ့နောက်တိရစ္ဆာန်သိရင်တိရစ္ဆာန်ပြန်ဖြစ်နိုင်တယ်ဒီလိုမလားယောဂတို့တိရစ္ဆာန်နာခတိပြိတ္တာကိုမဖြစ်နိုင်ဘူးလားယောဂတို့ဖြစ်နိုင်တယ်နော်နောက်ငရဲလည်းကြနိုင်တယ်တိရစ္ဆာန်တစ်ကောင်နဲ့တစ်ကောင်တတ်စားကြိုက်စားတဲ့အခါဒီတိရစ္ဆာန်ဒီအပင်မကြနိုင်ဘူးလား
ငရဲကြနိုင်တယ်နော်ဟုတ်လားအဲ့တော့တကယ်လို့ဒီတိရစ္ဆာန်တွေကပြိတ္တာဘုံဘဝရောက်သွားရင်ဒီပြိတ္တာဘဝရောက်သွားတဲ့တိရစ္ဆာန်တွေကိုရည်စူးပြီးတော့ဆွမ်းတော့ကောင်းတယ်အဲ့ဒီပြိတ္တာတွေကမိမိတို့ပြုလုပ်တဲ့ကောင်းမှုကုသိုလ်ကိုတာထုခေါ်ရင်ပြိတ္တာဘုံဘဝကကျွတ်လွတ်ပြီးတော့ကောင်းရာဒုက္ခတိရောက်ရှိနိုင်တယ်ဒါကြောင့်တိရစ္ဆာန်သိရင်ဆွမ်းတော့ကောင်းတယ်ဆိုပြီးတော့ဆရာတော်ကြီးကတိရိမမေးထားတဲ့အမျိုးသမီးကိုဖြေကြတယ်နော်ဟုတ်လားအမျိုးသမီးမေးထားတဲ့မေးခွန်းကိုဖြေကြတယ်ဖြေကြတော့ဦးဇင်းကအဲ့ဒီဆရာတော်ကြီးရေးထားတဲ့စာလေးကိုရွတ်ပြတယ်သူတို့ဟောတယ်အဲ့တော့ဒီကနေ့သူတို့ရဲ့ကြောင်ရဲ့နာမည်ကမောင်ဖိုးဖြူလို့ခေါ်တယ်ဖိုးဖြူလို့ခေါ်တယ်မောင်ဖိုးဖြူခေါ်တဲ့ကြောင်သူတော်ဒီလဲဒီကနေ့ကြံရစ်ခဲ့တဲ့မိသားစုတွေလှူဒန်းနဲ့ဆွမ်းလှူဒန်းနဲ့သင်္ကန်းတာရုခေါ်ပြီးတော့ပိဋကဘုံဘဝကကျွတ်လွတ်ပြီးကောင်းမြတ်တဲ့နတ်ဘုံနတ်ဘဝတို့ရောက်နိုင်ပါတယ်လို့ဦးဇင်းလည်းဟောလိုက်တယ်တက်လားဟောလိုက်တော့သူတို့ကသဘောကျပြီးတော့သင်္ကန်းတွေလည်းလှူကြဝတ္ထုတွေလည်းလှူကြတယ်တက်လားအများကြီးအဲ့ဒါလူသေးတာလည်းတော့ကြောင်သေးတာရနေသေးတယ်အဲ့ဒါဥစ္စာကြောင်းနေတဲ့တရားကိုကျမ်းကျမ်းပါမှဟောလာတာအဲ့ဒီဂတိငါးပါးနဲ့ကြည်သက်လိတ္တဆရာတော်ဘုရားကြီးဟောတဲ့အကြောင်းကိုဆက်ဆက်ပြီးတော့နားလည်ပြီနော်ယောဂီတို့အဲ့တော့လူတွေကတလူရုပ်ပရမတ္ထနာမ်ပရမတ္ထကိုမြင်အောင်ရှုပြီးတော့မသွားဘူးရုပ်ပရမတ္ထနာမ်ပရမတ္ထရှုပြီးတော့မရပ်ဘူးမထိုင်ဘူးမအိပ်ဘူးဆိုရင်ဒါတွေဆွဲလန်းမှုတွေဖြစ်လာတယ်နော်ဟုတ်လားလူအချင်းချင်းဆွဲလန်းတာတို့တိရစ္ဆာန်ဆွဲလန်းတာတို့ဒီလိုမလားယောဂီတို့အဲ့ဒါစောစောကဆရာလေးတွေစောစောကရန်ကင်းကတကားတွေတွေ့ကြည့်ပေါ့ဒီကြောင်ကိုသားသမီးလို့ဆွဲလန်းနေကြတာဒီလိုမလားယောဂီတို့နားလည်ပြီနော်အဲ့ဒီအဆွဲလန်းနေနဲ့သေသွားရင်ယောဂီတို့ဘယ်ရောက်မလဲအပေပုံရောက်မယ်ဒီလိုမလားအဲ့တော့ယောဂီတို့ကသွားရင်အပေမရောက်စေနဲ့ရက်ချင်းအပေမရောက်စေနဲ့ထိုင်ရင်လဲလျောင်းရင်အပေမရောက်စေနဲ့နော်ဟုတ်လားစားရင်တောက်ရင်ခဲခြင်းလျှက်ခြင်းအပေမရောက်စေနဲ့နော်ဟုတ်လားအမြဲတမ်းရုပ်ပရမတ္ထနာမ်ပရမတ္ထကိုနှလုံးသွင်းပြီးတော့စားကြရမယ်တောက်ကြရမယ်ခဲကြရမယ်လျှက်ကြရမယ်နားလည်ပြီနော်